မဲမပါနဲ့လားမဲနဲ့မဆိုင်ဘူးမဲဝင်မရှုံးနဲ့မဲဝင်မရှုံးဘဲနဲ့မဲလက်ပိုက်ကြည့်နေလို့ရှင်ငါတို့နိုင်တယ်ချက်ချင်းနိုင်တယ်ဒီနေ့တိုင်းဒီနေ့နိုင်တယ်အခုမဲကသိမလားမင်းကြောင့်ငါတို့ဒီလောက်ကြာနေတာပြောမှကျွန်တော်ဆိုလို့ရှင်သလားဒါပေမဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ CDM မှာ channel မှာပြန်လဲကြိုဆိုပါရခင်ဗျာဒီနေ့က2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ပဲဖြစ်ပါတယ်ခင်ဗျာမနေ့ကပါเนาะမနေ့ကကိုမင်းကိုချင်းကျွန်တော်ကိုဘုံเนาะကျွန်တော်တို့ဒါစနစ်လားမူလားဆိုတဲ့ဟာကိုကျွန်တော်ကပြောခဲ့ပြီးပါပြောခဲ့ပြီးသားပဲเนาะပြောခဲ့ပြီးပါပြီဆိုတော့ဒီနေ့ကျွန်တော်ဗာလေးတွေပြောကြမလဲဒီနေ့ဗာလေးတွေပြောကြမလဲဆိုတော့ကျွန်တော်တော့ဒါပထမဆုံးဟိုအားရတာပေါ့ဟုတ်ကျွန်တော်ဒီတော်လိုင်းအတွက်အားရတာဆိုတော့ကျွန်တော်ဗိုလ်ချုပ်ကြီးကွမ်ပေါ့ဗိုလ်ချုပ်ကြီးကွမ်ဘောကဒါ65နှစ်မြောက်ကချင်တော်လိုင်းနေမှာဒါပြောခဲ့တဲ့ဟာလေးနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြအောင်ကိုရှင်ဟုတ်ပြီဟုတ်ပြီအဲ့ဒါဗိုလ်ချုပ်ကြီးကွမ်ဘောကလည်းဒါပြောသွားတယ်ပေါ့နော်ပြောသွားတယ်ဆိုတဲ့ဟာစားကြမှာဘာပြောလဲဆိုတော့ဒါ KIO ရဲ့အထိပ္ပယ်ကိုနော် KIO ရဲ့အထိပ္ပယ်ကိုဗိုလ်ချုပ်ကြီးကဘာပြောဆိုတော့နှစ်မျိုးရှိတယ်အဲ့တော့တစ်ခုကြိုက်တဲ့စကားတစ်ခုอ่ะနှစ်မျိုးမှာသူကမြန်မာဆိုတဲ့စကားလုံးကိုသုံးသွားတယ်ကျွန်တော်အရင်တော့ပေါ့ဟိုဗမာမြန်မာဆိုတဲ့စကားလုံးသုံးသွားဆိုမြန်မာဆိုတာတိုင်းသားအလုံးကိုစားပြုတာပေါ့ဗျာတိုင်းသားဟိုနေ့ကကျွန်တော်ရှင်းပြတယ်လို့ပဲတိုင်းသားအလုံးကိုစားပြုတယ်ဆိုတော့မြန်မာလို့ဆိုရင်ကချင်လွတ်မြောက်ရေးတမတော်လို့လည်းသုံးလို့ရတယ်ကချင်လွတ်လပ်ရေးတမတော်လို့တက်ဦးလို့လည်းသုံးလို့ရအဖွဲ့လို့လည်းသုံးလို့ရပါ organization ဆိုအဖွဲ့လို့လည်းသုံးလို့ရဆိုပြီးရင်ဒါကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တည်တဲ့ဒါစံနမူနာပြအတူယူရမှာပေါ့နော်ဗိုလ်ချုပ်ကြီးကဗာပြောသွားလဲဆိုတရင်ကိုလိုအပ်မှသာလဲထောက်တယ်မလိုအပ်ပြီးတော့တရင်ကိုဟိုဥပမာအကူကတနတစ်ချက်နှစ်ချက်လောက်ပတောက်လုပ်လဲဒါတရင်ဆိုပြီးတော့လုပ်မနေဘူးပြည်သူတွေကိုပေးတဲ့နဲ့ရတကယ်အောင်တော့ဘာမှမရှိလို့ရှင်လဲဟိုမူယူနဲ့ထားအဲ့လိုမျိုးတွေမလုပ်အောင်ဘူးပေါ့နော်ဟုတ်တယ်အဲ့အောင်ပွဲကြီးမမရပြီဆိုတဲ့အချိန်တတိချာတိမ့်နိုင်သွားပြီတိမ့်နိုင်ရုံနဲ့မပြီးသေးဘူးဟိုဒီနေကိုရှင်းလင်းပြီးသွားပြီကိုကအပြီးတက်အောင်ပွဲရသွားပြီဒီနေမြေမှာရှိတဲ့ဒါစစ်တပ်နဲ့ပတ်သက်တဲ့ဟာလုံးဝမရှိတော့အပိုင်းတိမ့်နိုင်သွားပြီဆိုတဲ့အချိန်ကျမှဒါသတင်းကိုထုတ်ပြန်တာဟုတ်ဒါဗိုလ်ချုပ်ကြီးကွမ်မော်ရဲ့ဒါ KIA တင်တစ်ခုတည်းမဟုတ်ဘူးအေးရတဲ့ထုံးနေလက်ကောင်းပဲအဲ့လိုမျိုးသတင်းလုံခြုံမှုတိုက်ပြီးတော့ဦးစားပေးတာအဲ့တော့သတင်းလုံခြုံမှုကလည်းဘယ်လောက်အရေးကြီးလဲဆိုတာအကူပဲဖြစ်ဖြစ်ကြောင်းလို့ပဲဖြစ်ဒါသိပြီးသားပဲလေတော်တော်များများလည်းဒါသတင်းလုံခြုံမှုကိုဒါအဓိကပဲအဲ့တော့ဒါနှစ်လအတွင်းမှာဆိုရင်ဒါ KIA ရနော် KIA ရသိဟိုဖြတ်စည်းနိုင်လိုက်တာဒီအကြမ်းဖက်စစ်တပ်ရဲ့တင်ကား9စီးနော်ဟိုနေ့က10ရက်နေ့ရဆိုရင်ဒါဒီနတ်ပေါင်လေးသက်စကန်ခေါ်မြကြီးနားလေးသက်ဌာနချုပ်ရတာရေဒါစကန်ကိုပြစ်ခတ်ထပ်စီနိုင်တယ်ဟုတ်ကြည့်လိုက်ရင်ဗျာကျွန်တော်တို့ခုနကကိုချင်းပြောလို့ပဲအေးဆိုတာသူကလက်ဦးစရာရဲ့ထုံးကြီးလက်ကောင်းအတိုင်းပဲလိုက်နာကျင့်သုံးတယ်နော်ဆရာကောင်းတပည့်ဘန်းကောင်းပန်းဟုတ်အဲ့လိုလိုက်နာတယ်ကျင့်သုံးတဲ့အတွက်ဟိုအောင်ပွဲတွေဆိုတာအလီလီရတယ်ဟိုအလော30နဲ့ငါဒါလေးအောင်မြင်သွားပြီနော်နေမျိုးကိုလည်းအပြည့်တက်ချေကုန်မသိမ်းယူနိုင်သေးခင်မှာဂုံစားပြီးတော့သတင်းတင်တော့ဘာဖြစ်လဲဟိုကောင်ကြီးရဲ့ကောင်တာကိုပြန်ခံရမယ်ဟုတ်တယ်ဒါဗိုလ်ချုပ်ကြီးပြောတာအရှင်းကလေးပဲသတင်းတွေနေတာသူကထုတ်ပြန်တင်တဲ့အချိန်ကျမှထုတ်ပြန်တယ်မထုတ်ပြန်ဘူးဆိုရင်ဒါစကမရဲ့ကောင်တာကိုပြန်ပြီးခံရမှာဟုတ်တယ်ဘာလို့ဆိုဒီစကမဆိုတာအကိုသိတဲ့အတိုင်းပဲနယ်မြေကိုသူတို့ကတိမ့်ပိုက်ချုပ်ကင်လို့ရရင်မရရင်ဒီကောင်တွေကြွတ်မနိုင်ကြည်မီရှုနော်အဲ့နယ်မြေမှာရှိတဲ့ပြည်သူလူထုတော့ဘာတော့ညတော့ဆိုတော့ဒီကောင်တွေနားမလဲအကုန်လုံးပုံနေကြဟိုတခါပဲကြည့်အေးမှာပဲเนาะအာရခတက်တော်ကဟိုဒီကောင်ကြီးရဲ့မိန်းမတွေဟုတ်တယ်စကမတသားတွေရဲ့เนาะမိန်းမတွေဟိုသားသမီးတွေကိုစစ်သုံးပန်းအနေနဲ့ပြောင်ရောင်းထိမ့်ပေးထားတာကြည့်ဒီကောင်တွေစစ်သုံးပန်းဆိုပြီးတော့ပေးစုပ်ပြတ်နေတာတကောင်မှမရှိဘူးဟုတ်ပါရင်းမှုကတော့ဆိုတဲ့ဟိုဘောဘဖြိုးပဲဟုတ်ပါเนาะတော့ကိုယ့်အချင်းချင်းတော့ကိုကဒီကောင်တွေစိတ်ထဲမှာတနာညာတာဟိုနိုင်ကကုံ6ပါးပေါ့ဗျာဟိုမရောက်နိုင်တော့ဆိုတော့ဟိုခေါင်းဆောင်တယောက်ကအသိစိတ်တွေလည်းမရှိဘူးကိုအချင်းကိုအောက်ကလူတွေကိုနင်းတက်ပြီးနာယကကုံ6ပါးဆိုလို့သွားအဲ့ဟာတော့တီရောတီတာပေါ့နော်ဟုတ်တယ်ဒီကောင်ဒီလူကြီးကိုဟိုပြန်မေးရမှာလေဟုတ်နာယကကုံ6ပါးဆိုတာထကြွနိုးကြတနာတိခံဝေဖန်ထောက်ရှုဤ6ခုတဲ့ဒါခေါင်းဆောင်တယောက်ရဲ့နာယက
တယောက်ခုံ6ပါပေါ့ဗျာဟိုအဲ့ဒီဟာလေးဆိုတဲ့ဟိုနိုင်ကကုံ6ပါသစင်ချင်းရှင်းပြရင်တော့အဝေးကြီးပဲကျွန်တော်တက်ထဲမှာတော့ဒီကောင်လေးနဲ့စကားကလည်းဟိုဆက်ပြီးရှင်းပြခြင်းလို့ ညာတဲ့ပိုင်းထိကတာကျွန်တော်တို့ထုံးစံလိုဖြစ်နေ စစ်တပ်ထဲကစစ်ကောင်းဆောင်နေနိုင်ကပြီးသားလားမပြီးသားလားဆိုတာပြောပြမယ်နော်ဟိုရင်တော့စစ်ဖို့မဖြစ်ခင်တော့ဟိုဆောင်းတော့ကောင်းမချုံအောင်ကောက်ရိုးပုံမှာဖြစ်လို့အဲ့ဒါရှိရကျွန်တော်ဗုဒ္ဓနာပတ်စင်မှာလည်းရှိတယ်ဟိုစစ်ဖို့ဖြစ်တဲ့ချိန်ညာငါ mattress မထုတ်ပေးဘူးလားလို့ဘာမထုတ်ပေးဘူးလားလို့ပကုံးပေါ်မှာယာထူးလေးတင်လာတဲ့ချိန်ညာခုနကဒီကောင်းနေဆိုရင်လည်းဟိုဘုံမူကြီးဆိုရင်သူကရာရှိကြီးစင်းဝင်သွားပြီကိုရာရှိကြီးစင်းဝင်သွားတဲ့အချိန်ကျဒီကောင်နဲ့နည်းနည်းဟိုဘယ်လိုဘာနည်းနည်းကျင်လာတယ်ပေါ့ဗျာနော်နည်းနည်းကျင်လာတဲ့အချိန်ကျမှဒီကောင်လေးအခင်ရတဲ့အချိန်ကျနေကျွန်တော်ကဟိုဇပွဲထိုးလည်းလုပ်ခဲ့ဘူးอ่ะလုပ်ခဲ့ဘူးอ่ะအခန့်တဲ့အချိန်ကျရင်ကောင်လေးမက်တီတို့နော်နိုင်တီတို့ဆိုတာရှိတယ်အမေပြပါမနက်သေးမောင်ညငါပြောလို့ည12နာရီလောက်ကျရင်ဟိုအဖာစားဖို့အတွက်တက်လာစင်နေခုနနာကအကုန်6ပါမှာကြာထားကြနိုးကြသနာတိခံဝေဖန်ထောက်ရှုအချောတချမ်းနေမှာတစ်ချက်မှရှိသူတို့စားဖို့တော့အဓိကသူတို့စားဖို့တော့အဓိကဟောညကြရင်ဟိုညလေကြရင်အဖာကဒါလေးစားခြင်းသားလို့တတ်ကိုလာမစစ်ရသေးဘူးဒီလူကြီးကဘာစားလဲဆိုတဲ့ဟာကိုပေါ်လျှောတွေကအပေါ်ရန်ဟာတွေကစလို့ခုနဆက်ဆက်ပြီးတော့ရင်းစစ်ဖို့မဖြစ်ခင်တော့ကြာရွာမှာဖြစ်လို့နေဖြစ်လို့စားထားပါတတိတွေလည်းရှိပါတတိသားမီးတွေလည်းပါမှာပါဗျာအဲ့မဲ့တော်တော်များများကိုပြပြစစ်ဖို့ဖြစ်လာပြီးယာသူလေးကြီးလာတယ်ယာသူကြီးလာတဲ့အချိန်ကျညလေစားဒီဟာလေးစားမှလို့မနေ့4နာရီကြာရင်သူ့အတွက်ဒီဟာလေးသွားပို့ပေးရတော့လူကြီးတယောက်တက်လာစစ်ပြီဆိုရှုပ်ရှက်ခန့်နေရပဲမိသားစုတွေအကုန်လုံးမနေရဘူးအဲ့ဒါကဘယ်လိုပြောမလဲကျွန်တော်တို့ဟိုတနေ့ကပြောတယ်ပေါ့နော်ကျွန်တော်တို့ပြပါလဲဒီ sanction ပိတ်တဲ့အပေါ်မှာကျွန်တော်တို့ဟိုအားလုံးထိခိုက်တယ်ပေါ့နော်ကျွန်တော်ပညာရေးအစားကျွန်တော်တို့ပြောသလိုမျိုးစစ်တပ်ထဲမှာအဲ့လိုမျိုးဗျာဟိုမှာဘူကြီးဖြစ်သွားလို့သူကအဲ့လိုမျိုးသူ့အချိုးတွေပြောင်းလာတယ်ပဲပြောပါတော့ဗောနော်ဆိုတော့အဲ့ဒါတော့နေရာတိုင်းမှာရှိတယ်ကျွန်တော်တို့အခုဒေါ်လာကြီးမှာလည်းရှိတာပဲတင်နော်ဟိုမှာအစားကြတော့ဟိုပြည်သူအတွက်လို့ပြောခဲ့ပေမဲ့တကယ်ဟိုနေရာတစ်ခုရလာတဲ့အချိန်မှာသိမလားဆိုတော့ကိုကျိုးအဲ့လိုမျိုးတွေဟွာသွားတဲ့ဟာတော့ဒါမို့ကျွန်တော်ပြောချင်တာဗျာဒီလိုပြဖို့ကြီးဗာလဲဆိုတော့တာယာသွားကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟိုအဲ့ဒါတွေလည်းကျွန်တော်တို့ကထိန်းချောင်းဖို့လိုတယ်လို့ကျွန်တော်မြင်တယ်နော်ဆိုတော့ခုဖက်ကိုကဗျာဥမာကျွန်တော်တို့မြင်တယ်ဟိုဟာဗျာကိုယ့်မျက်ချီကိုမမြင်ဘူးသူများမျက်ချီပဲမြင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကသူများမျက်ချီကိုကျွန်တော်တို့ကမြင်တယ်โอเคဒီကောင်ကိုကျွန်တော်တို့ကမကြိုက်ဘူးဆိုရင်သူ့ရဲ့ပုံစံကိုကျွန်တော်တို့ကယူလို့မရအောင်မှန်တယ်ပါဟုတ်တယ်နော်စောနာပြောတဲ့နာယကကုံ6ပါစစ်တပ်ဟိုဒီဟိုချပူတို့ဖက်ကတကောင်တွေကဒါမသိဘူးโอเคအဲ့ဒါဆိုရှင်ကိုယ့်ဘက်ကလူတွေကကိုယ့်ဘက်ကလူကြီးတွေကိုယ့်ဘက်ကအစိုးရအဖွဲ့ဝင်တွေကဒီနာယကကုံ6ပါကိုလိုက်နာကျင့်သုံးရမယ်ဘောနော်အဲ့လိုမျိုးလေးတွေပေါ့ဆိုတော့တခါလေကျွန်တော်တို့ကသူ့ကိုမကြိုက်ပေမဲ့ကျွန်တော်တို့ရဲ့ပြုမှုပြောဆိုလှုပ်ဆောင်တာတွေကမသိမသာသူတို့နဲ့သွားတူတဲ့ဟာလေးတွေရှိလို့ရှင်လေကျွန်တော်တို့ကပြည်သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒါထိန်းချောင်းဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်ဗောနော်ဒါတော့စကားဖြတ်ပြောတာကကြုံသွားလို့ဟုတ်မှန်တာပါဆိုတာဟိုစကားဝိုင်းအပြင်ဖက်မှာဆိုရင်လည်းဒါကျွန်တော်ပြောဘူးတယ်လေဟိုအာနာရှင်တော်လိုင်းနဲ့အာနာရှင်မဆန်သွားဖို့ဟုတ်တယ်နော်ဟိုဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ရဲ့ပြည်သူဆိုတာတော့ဒါအောင်ပွဲကိုလိုချင်တဲ့သူတွေအောင်ပွဲကိုစာလောင်နေတဲ့သူတွေကျွန်တော်တို့ဒီမှာမြေပြင်မှာဘယ်သူ fight လဲဘယ်သူတိုက်လဲတိုက်ပြီဆိုအတယောက်ဝိုင်းပြီးကျွန်တော်ချစ်ပေးကြတယ်ချစ်ပေးသွားကြရင်ဟိုဒီတယောက်ပဲဟိုဘယ်လိုပြောရမလဲဒီတယောက်ပဲမြောက်နေဒီကောင်ကပဲအကုန်အောက်ကိုလှုပ်သွားနော်လှုပ်သွားတဲ့အချိန်ကျတော့လေတကယ်လှုပ်เสียရရှိတဲ့အလုပ်ပုံမှာမလှုပ်ဘဲနဲ့တခြားနေရာမှာသွားပြီးတာရအောင်အဲ့ဒါကိုလည်းကျွန်တော်တို့မိဘပြည်သူတွေကနည်းနည်းလေးတတိချက်ဘာလို့ဆိုကျွန်တော်တို့မှာအစိုးရအဖွဲ့တွေရှိတယ်နော်ကျွန်တော်တို့ယုံကြည်ထားတဲ့အစိုးရရှိတယ်ဒါအယူဂျီဘက်ကလည်းကျွန်တော်ကာပြီးပြောရမှာဟုတ်မဟုတ်ကျွန်တော်တို့ကဟိုကာပြီးပြောတဲ့နေရာလဲကာရမှာဗျာဒါပေမဲ့ကျွန်တော်တို့ကဟို
ကိုယ့်အမြင်ကိုလည်းကျွန်တော်တို့ကဟိုလွတ်လွတ်လပ်လပ်ဗျာကျွန်တော်တို့ဒီဥမာနောက်ဆုံးကျွန်တော်တို့ NUG ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ပြောမယ်ဗျာဒါကိုယ်ဆိုရမလို့ကိုပြောပိုင်ခွင့်ရှိတယ်ဗျာ မှန်တာဟုတ်လား ဘာကာလမလို့ဘာအချိန်မလို့မပြောနဲ့ဆိုတာမရှိဘူးကျွန်တော်တို့ဟုတ်တယ်မလားအဲ့လိုလေးပေါ့ ကျွန်တော်ရဲ့ဟိုကျွန်တော်ခံထားတဲ့အစိုးရတွေမှာသူတို့ကဟို page တို့เนาะဟိုဘယ်လိုပြောမလဲစကားသွားပြောလို့ရတာရှိတယ်ဆုံးမစရာရှိဥပမာကျွန်တော်ဟုတ်တယ်အဲ့ကောင်ဟုတ်တယ်မင်းအချိုးမပြေဘူးမင်းဟိုနေ့ကဒါလောက်ထားတယ်မင်းဒါမလုပ်တင်ဘူးလေညမိဘပြည်သူအနေနဲ့ကျွန်တော်တို့ခေါ်ကြတယ်မိဘပြည်သူတို့ခေါ်တာဟုတ်တယ်เนาะကျွန်တော်တို့ကငယ်ဆုံးပါပါကြီးရင်ဆုံးပါပါကျွန်တော်ငယ်တယ်ဟုတ်ပြီအတွေ့အကြုံရှိတဲ့သူတွေကိုလေးစားတယ်လက်ခံတယ်ဆုံးပါပါမှားတဲ့ဟာကိုထောက်ပြခုနပြောပဲကျွန်တော်မှာကျွန်တော်အစိုးရရှိတယ်เนาะအစိုးရရှိရနေပြီးတော့ပဲဟိုဘယ်လိုပြောမလဲကျွန်တော်ခုနဟိုကိုချင်းပြောလို့လေကျွန်တော်ယုံကြည်ထားတဲ့အစိုးရရှိတယ်ဟုတ်တယ်เนาะအဲ့ဒါဟိုကျွန်တော်ပြည်သူတွေရတယ်ကျွန်တော်ပြည်သူတွေရတယ်ဟိုဒီအပေါ်မှာတာယာမှုဖြစ်သွားမလုပ်ဘူးလေမလုပ်ဘူးဟုတ်တယ်လုပ်ဘူးလေဆိုတယ်အဲ့တော့ခုနဟာဆိုတက်တည်လာစစ်ကြပြီဟိုကျွန်တော်ဒီယာတုကုံပေါ်မှာတာယာဘူးပါလေဝန်ခံတယ်လက်ခံတယ်ဟိုဘာလို့တာယာဘူးလဲဆိုတော့ကျွန်တော်မှအတက်ကလေးငယ်ငယ်လေးเนาะကျွန်တော်ဆိုရင်ဒါ16နှစ်လောက်တည်းကတရားစစ်တက်တာ16နှစ်တော့မပြည့်သေးဘူးကျောင်းစင်းတော့ထားဟိုမှာ19နှစ်လောက်19နှစ်နဲ့တပွင့်တန်တယ်အခုအဖေလောက်ရှိတဲ့အရွယ်တွေရတယ်လေးလေးစားစားဆက်ဆက်ဟာကောင်းလိုက်တာဒီရတာကြီးကောင်းလိုက်တာလေအစားရာဇာကုန်စမောက်စမောက်ပြီရာဇာကုန်စမောက်ဟုတ်ငါသားလေးအသက်ဆုံးငါသားလေးအသေးဆုံးဆိုတဲ့ဟာစိုင်မျိုးကဝင်သွားခုနပတ်သက်တဲ့ပြောကျွန်တော်တော်လိုင်းအဖွဲ့ဒီမှာမိဘပြည်သူကဟုတ်ပြီဒီ fighter ဆိုရင်ဒီ fighter ကိုတွားပြီးတော့ပင်းနဲ့ဟိုမှာစိတ်ကြီးတွေဝင်တက်သွားဟုတ်တယ်အရင်တော့ပထမစိတ်ပျောက်သွားတယ်ပေါ့နော်အရင်တော့တော်လိုင်းချမယ်ခိုင်မယ်တိုက်မယ် fight မယ်ဆိုတဲ့စိတ်မျိုးဝင်လာဒါပေမဲ့အဲ့လိုအားလုံးကချစ်ပေးတဲ့ဟာများလဲများလာငါသားလင်းအတော်ဆုံးငါသားလင်းအကောင်းဆုံးခုနကကျွန်တော်ပြောကျွန်တော်ကြောင်းစက်စတပွင့်နေတဲ့ချိန်ဘယ်နေရာတော့ဟိုယူနီဖောင်းနဲ့သွားဟိုပြောနေယူနီဖောင်းဆိုဦးစားပေးရဒီအဝယ်စားပေါ်မှာမူတည်ပြီးလောက်စားတဲ့အကျင့်ကိုဖြစ်လာတယ်ဟိုကျွန်တော်ပြောတဲ့စကားကလည်းရှုပ်ရင်ရှုပ်သွားမှာနော်ရှုပ်ဟုတ်ကျွန်တော်တော့ရှင်းတယ်ဆိုတော့ဂျန်တဲ့လူရှင်းပါဟုတ်အဲ့ဒါဟိုဆက်ပြန်အရှိပြန်ဆက်တာပြန်ဆက်ကြမယ်ဟုတ်ဗိုလ်ချုပ်ကြီးကွမ်မော်ကပြောတာအရှင်းကလေးပဲနော်အဲ့တော့ဗိုလ်ချုပ်ကြီးကွမ်မော်ရှိရနေပြီးတော့စစ်ပညာသင်ခဲ့တာအာရခတက်တော်လဲစစ်ပညာသင်ခဲ့အာရခတက်တော်ဆိုတာဒါ KN ရဲ့ဟိုနီးမှန်လမ်းမှန်နီးကောင်းတွေကိုသူတည်းယူခဲ့တယ်ယူခဲ့တဲ့ပုံကိုနော်ယူခဲ့တဲ့တက်တော်ယူခဲ့တဲ့အတွက်အောင်မြင်မှုကိုအများကြီးတတိတန်းကြီးပဲတတိတန်းကြီးပဲအခုစစ်တွေဆိုရင်လည်းကြည့်စစ်တွေလေးစိတ်ကြီးမီးလောင်နေပြီစစ်တွေမှာဆိုကျန်တဲ့ဟာဟို16မြို့နယ်ရှိတာ3မြို့နယ်ပဲကျန်တော့ကျန်တော့ခုစစ်တွေပါမီးလောင်နေပြီဆိုလို့ရှိရင်ကြောက်ဖြူဟုတ်တယ်နဲ့ဟိုတစ်ခုပဲကျန်တယ်အနေချင်းလေးပဲကျန်တော့ဒါဆရာရဲ့ဟိုဟာကြိုက်တဲ့အချိန်မှာဟုတ်တယ်ခြံရကြက်ပဲခြံရကြက်ကြိုက်စားလို့ရနော်ဒီကောင်ကြီးအေးစေးတရားရလွတ်ပြတာရိုက်တော့မတတ်နဲ့လို့ဟိုသူ့နောက်ကနေလေဟိုဒီထိထွက်လာအောင်သလားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်စေချင်တာကောင်းပါလေဘာလို့လက်နက်ခဲရင်ရတယ်ဒီကောင်ကြီးကအဲ့ဒီကျန်တဲ့စက်ကမတွေကမြို့နှစ်မျိုးဒမ်းမင်းရိတ်ခါလေးစုပုံသားလို့လက်နက်ခဲရင်လေးစုပုံနဲ့တန်းသွားပြီးပတောက်တော့သွားယူလိုက်ဟိုအောင်နဲ့လက်ထားသူပေးတာသူတန်းလေးရောတာဟုတ်ပါအဲ့တော့ဒါအာရခတက်တော်ဆိုတာဒါဒီ KIA เนาะကချင်ဟိုတမ်တော်ရဲ့ဟိုနီးတွေကိုစနစ်တကျလိုက်နာရတဲ့ဒါအောင်မြင်ကြရတော့အနှစ်ချုပ်ချင်တဲ့စကားတော့ဒီဟာအနှစ်ချုပ်ချင်တဲ့စကားတော့ဟိုတရင်ဆိုတာထုတ်ပြန်တဲ့အချိန်ကြမှာပဲထုတ်ပြန်တာအကောင်းဆုံးပဲမထုတ်ပြန်ခဲ့ဘူးဆိုရင်လေဒါနေမျိုးကိုအပြီးတက်တိုက်ခိုက်မသိမ့်ပိုက်သေးခင်မှာတရင်တွေထုတ်ပြန်လာရင်ဘာဖြစ်မလဲဆိုရင်ဆိုးကျိုးပုံများတယ်ဟုတ်နောက်ပိုင်းမှာဆိုရင်လည်းဒါကျွန်တော်ဒီပြည်သူ့ကာကွယ်ရေးတပ်တွေကတရင်လုံခြုံမှုဒါအားကောင်းလာတာမြင်ရတယ်အဲ့ဒါလည်းအင်မတန်ဝမ်းသာချီးကျူးပါတယ်ဟုတ်ဆိုတော့အဲ့ပေါ်မှာလည်းဒါပေမဲ့ဟိုဒါကကျွန်တော်ကဒီတစ်ဖက်ကနေပြန်ကြည့်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အပါဝင်မောသမ်းလားသတင်းတွေကအေးသွားပြီဆိုရှင်ဟာတိုက်ကြတော့လားသမ်းလားဒါပေမဲ့ကျွန်တော်တို့လိုပဲဟိုများသွားဖြစ်ပြည်သူတွေကလည်းသမ်းလားသတင်းတွေမထုတ်ပြန်လားဆိုရင်ကျွန်တော်တို့ကအမြဲတမ်းအောင်ပွဲသတင်းတွေကြားချင်တာလေဆောလာဘူကြီးပြောသလိုသမ်းလားကျွန်တော်တို့အောင်ပွဲတွေကိုငတ်ဘယ်နာမှာတော့တိုက်ပြီးလည်းမသိဒါပေမဲ့သတင်းတွေကဟိုတစ်ဖက်ကသတင်းလုံခြုံမှုအားကောင်းလာတယ်
ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေဘက်ကကြတော့ဟာမတိုက်ကြဘူးလားမလုံးကြလားဆိုတဲ့ဟာလေးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သေချာတာကတော့ကျွန်တော်အပါဝင်ပေါ့နော်ဟိုလည်းပြည်သူတယောက်ပဲဆိုတော့ကျွန်တော်တို့အများတန်းနေတိုင်းအချိန်တိုင်းတိုင်ပွဲတွေကရှိနေတယ်ကျွန်တော်တို့အောင်ပွဲတွေကနေတိုင်းရှိနေတယ်ပေါ့နော်သတင်းလုံခြုံမှုကတော့တကယ်အရေးကြီးပူကြီးလာဖြစ်တဲ့အတွက်သူတို့သတင်းဟိုဒီထုတ်ပြန်မှုတွေကတော့နည်းနည်း delay ဖြစ်သွားတယ် delay တော့မဟုတ်ဘူးပေါ့နော်ဟိုလုံခြုံနေပဲပြောတာကျွန်တော်ရရပါ နေမျိုးအပြီးသက်တိုက်ခိုက်သိမ့်ပတ်ပြီးတဲ့အချိန်ကြမှာပဲသတင်းထုတ်ပြန်ကြတာဟုတ်တယ်ဟောခုနကဗိုလ်ချုပ်ကြီးကမှပြောတဲ့စကားတစ်ခုနဲ့တိတ်သဘောကျလို့ဒါတရုတ်အစိုးရမေးတယ်ပေါ့နော်ဗိုလ်ချုပ်ကြီးကမှမင်းတို့ဒီစစ်အစိုးရရောနိုင်တိုက်ခိုက်သိမ့်ပိုက်နိုင်ပါမလားဒါအကူလည်းဖတ်ပြီးသွားရေးကျွန်တော်လည်းဖတ်ပြီးပါဟောဗိုလ်ချုပ်ကြီးကအရှင်းကလေးပဲတရုတ်နဲ့ထိုင်ဝမ်ပဲပြန်ကြည့်တဲ့နော်ဟိုအမေရိကန်တို့ရုရှားတို့ကာကွယ်နေတဲ့ကောင်တွေကထိုင်ဝမ်ပြီးခဲ့သွားပြီးနောက်ဆုံးမှကြံခဲ့တဲ့သူတွေကပဲအနိုင်ရရှိသွားတာဒါအတိတ်ပဲပြီးတာအဲ့လိုပြောတရုတ်ကဘာတမ်းမှထွက်မလာတော့တခါလေကြလို့ရှင်လေကျွန်တော်ကကြတော့ဟိုကိုတိုင်းလဲလိုမျိုးဘယ်လိုပြောမလဲလူဘိန်းကြိုက်ပြောမလားကျွန်တော်အဲ့လိုမျိုးပြောတာပဲကျွန်တော်တေထိုးပြောတာပဲကျွန်တော်ကြိုက်တယ်သလားပညာရှိတွေဖြစ်တယ်ဗျာမှာတကယ်ပို့ချုပ်ကွန်မော်တို့ကျွန်တော်တို့ဒီအခုတော်လှန်ရေးမှာပါတဲ့တကယ်ပညာတတ်တွေပေါ့နော်သူတို့စကားပြောလို့ရှိရင်ကျွန်တော်တခါလေအားမလို့အားမရဖြစ်တယ်သလားဒါပေမဲ့သူတို့ပညာရှိတွေဆိုတော့လေဆိုတော့မင်းတို့နိုင်ပါမလားပေါ့လာမေးသားကျွန်တော်သာဆိုရှင်အောင်မင်းမပါနဲ့ဒါမင်းနဲ့မဆိုင်ဘူးမင်းဝင်မရှုံးနဲ့မင်းဝင်မရှုံးဘဲနဲ့မင်းလက်ပိုက်ကြည့်နေလို့ရှင်ငါတို့နိုင်တယ်ချက်ချင်းနိုင်တယ်ဒီနေ့တိုင်းဒီနေ့နိုင်တယ်အခုမင်းကသိမလားမင်းကြောင့်ငါတို့ဒီလောက်ကြာနေတာပြောမှကျွန်တော်ဆိုလို့ရှင်သလားဒါပေမဲ့ဟိုသူတို့ကြတော့လေအဲ့လိုတော့မပြောလင်းတော့ပညာရှိတယ်ဆိုဒီကောင်လေးမပါနဲ့ဒီကောင်လေးအစောပိုင်းဆိုရှင်ဒီကောင်လေးသိမလားကျွန်တော်တို့စလာတဲ့အချိန်ဆိုဒီကောင်လေးဟိုရှိန်သွားတယ်လေသိမလားရှိန်သွားဒီကောင်လေးတန်သွားတဲ့အချိန်အရန်ခံရတာလေသိမလားဒီကောင်ကြီးရဲ့ကိုချင်းဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ဒီကောင်ကြီးကိုတရုတ်ကိုတိတ် view စိုက်တာမဟုတ်ဘူးကျွန်တော်ရဲ့အရှိန်ဟောတရုတ်ကိုတိတ် view မစိုက်ဘူးဟို view မစိုက်တဲ့အတွက်နောက်အစိုးရကျွန်တော်ရဲ့ဒါ Federal အစိုးရတက်လာတဲ့အချိန်ကျ Federal Democracy ဖြစ်လာတဲ့အချိန်ကျရင်ဒီကောင်တွေကို view စိုက်ပါမလားတရားစားသားတွေကိုအရင်လိုပဲပေါ်ပဲရောင်းပါမလားဒါစကားမလုပ်တဲ့စနစ်တိုင်းပဲလေပေါ်ပဲရောင်းပါမလားကျွန်တော်ကဖြစ်စဉ်ရှိတယ်ကျွန်တော်ထပ်ပြောပြမယ်စိတ်သားတော့ဖြစ်စဉ်အဲ့ဒီဟာကိုဒီကောင်နဲ့စိုးရင်လားစိုးရင်ပြီးတော့စစ်တပ်မကြာရှုံးမှာပဲဒီကောင်တွေကတရားစားသားတွေကိုပေါ်လောရအဲ့တော့ခုနကအဒီအတွေ့အကြုံပါနော်ဟိုကိုချင်းတစ်ချက်အဲ့ချိန်တော့ဒီအမေစုလက်ထက်ကကိုချင်းနဲ့ဒါကျွန်တော်ဟိုပြီးမှထဲမှာရန်ကုန်တို့ဗာမြန်မာရှိမှာကိုချင်းဆိုနိုင်ငံခြားနေဟို UN ရနေနဲ့ပြန်လာခဲ့တဲ့ဟာလေမြန်မာနိုင်ငံကိုငါလက်သန်းနဲ့မှန်တယ်ဒါပေမဲ့ဒီကောင်ချပူအာနာမသိမှုဆိုရင်ကျွန်တော်ဟိုတွတ်ထားတဲ့အတိုင်းဘာမှမလွဲတော့ဘူးဟာအဲ့ချိန်တော့ဆိုဒါတရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ CB ပြောင်းကျက်စာလေ CB ကျက်စာပြောင်းဆိုင်မယ်ဆိုတော့ထားပါတော့เนาะဟိုမြေပြတ်တနေရမှာဒါလည်းကျွန်တော်ခဏပြောပြပေးဖို့ပါတယ်မြေပြတ်တနေရမှာဥပမာပြောပြနော်မြေပြတ်တနေရမှာကိုချင်းရောတရုတ်ကလာပြီးကမ်းလိုက်မယ်မင်းတို့ဒီပြောင်းစိုက်ပြီးတရီကပဲဥပမာပြောပြတရီကစိုက်ပြီးကိုချင်းရဲ့အရင်က600ပြန်ထွက်လာတော့နောက်ထပ်အမြက်ကတဝက်ထက်ရတယ်နော်နောက်ထပ်အမြက်က600ရတယ်ဆိုဟာကိုချင်းကဟိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေထုံးစံတယ်ပဲကြွားပြီလေပြောင်းဆိုင်လောမလို့ကြောင်ညာမလို့ကျွန်တော်ဟိုမြန်မာနိုင်ငံသားတွေထုံးစံငါတို့ဒီနေ့ဒီတောင်ရဆိုင်ရတာနော်ဥပမာတောင်ရဆိုင်ရတာငါတို့မှာအမြက်တွေအများကြီးရဘေးနာပုံမှန်ဟိုယာတီတီးနဲ့ဆိုင်နေတယ်သူဟာဒီကောင်ကြီးအဆင်ပြေသွားတယ်ငါတို့လည်းလိုက်ဆိုင်မယ်လာပြီတော့ဟုတ်ပြီထားပါဒီရွာမှာဟို10ယောက်ရှိမယ်9ယောက်လောက်ကဒါဆိုင်လိုက်ဆိုကျွန်တော်9ယောက်လောက်ကဟာဟုတ်တယ်ဟာဒီကောင်ကြီးအောင်မြင်နေတယ်နော်ငါတို့လည်းလိုက်ဆိုင်မယ်ပါပြီခွင်ထဲဝင်သွားပြီဒီရွာခွင်ထဲနောက်တနေ့တတိယနေ့လောက်လဲကြာဒီရွာမှာရှိတဲ့10ဦးလုံးကပြောင်းနေအကုန်ဆိုင်လဲဆိုင်ကြပါလို့ဆိုပြောင်းစည်းတွေကြာလို့လက်မခံနိုင်ဘူးဒီရောနော်ပြောင်းစည်းတွေကဒီနေ့ကတော့ဒီလောက်ပဲပြင်မယ်
ရှုံးတာ ရှုံးတာ ရှုံးတာဒီမျိုးတွေကိုလည်းဈေးကို ဟာ ည ယူမဲ့ပင်မလည်းသူပဲရှိတာဟိုရက်က monkey trade ဆိုတဲ့ဟာတခုစာလေးတခုဖတ်လိုက်ရလားပြီးမှပြန်ရှင်းပြရမယ် ဟုတ်ကဲ့ monkey trade အတိုင်းပဲပေါ့ အာ ဒီရွာကိုဟိုလူတစုကရောက်လာတယ်ပေါ့နော်ရောက်လာပြီမြောက်တကောင်ကိုဒေါ်လာ100ပေးမယ် အော်ချာဖလေ ရွာသားတော့ဖမ်းတယ်ဟုတ်ပြီဒေါ်လာ100ရနောက်တကောင်ရလာရင်ဒေါ်လာ200ပေးမယ်ထပ်သွားဖမ်းကြဟုတ်ပြီဒီတစ်ခါကျရင်မြောက်တကောင်ဒေါ်လာ400ပေးမယ်သွားဖမ်းကြအဲ့ဒါရွာတအုံလုံးကမြောက်လိုက်ဖမ်းမယ်ဒီတစ်ခါဆိုရင်မြောက်တကောင်800နှုန်းပေးမယ်ဆိုတော့တရွာလုံးလိုက်ဖမ်းကြမြောက်တကကုံသွားပြီကုံသွားရှင်တော့အဲ့ဒါ800ဝယ်လိုက်ပြီပေါ့နော်800ဝယ်လိုက်ဒီတစ်ခါထည့်ရင်1600နဲ့ဝယ်မယ်1600နဲ့ဝယ်မယ်ဆိုတော့လိုက်ဖမ်းတော့မြောက်တရမရှိတော့မရှိအဲ့ဒီအခွဲတည်းကတခြားတယောက်ကဟုတ်ပြီငါတို့မြောက်လာရောင်းတာနော်မြောက်800နှုန်းနဲ့ရောင်းမယ်တွက်ပြီလေဟို1600 ကယ်ကူလေတာတွက်ပြီဟိုအပေါ်မှာသွားရအောင်1600ဒီမှာ800နဲ့ဝယ်ငါ800မြင်မယ်သွားပြီလေပိုင်မောမီဟုတ်တယ်အဲ့တော့ဟိုဒါ monkey trade ပေါ့နော်အဲ့အတိုင်းပဲတရုတ်ကကပြောင်းနေအများကြီးကျွန်တော်တို့လူတွေစိုက်တယ်ဒီနေ့မှာပြောင်းစေးကိုဒီလောက်ပဲပေးမယ်ဆိုခွက်လန်အောင်ရှုံးပြီဟုတ်တယ်အဲ့ကာလာမှာကျွန်တော်တောင်းလေသမားအလုပ်သမားနဲ့လူငယ်ရေးကော်မတီမှာကျွန်တော်ပါထားတာဟုတ်ကျွန်တော်အစည်းအဝေးလုပ်တော့မှာဒါကျွန်တော်ဥက္ကဋ္ဌပြောပြလို့ကျွန်တော်သိရတယ်မရောတော့အဲ့အချိန်မှာကိုချင်းတတိထားမြင်ကျွန်တော်ဖရဲဆိုတဲ့ဒီမူဆယ်နယ်စပ်ဘက်မှာဒီတိုင်းပြစ်ထားတာနော်ဒီနာနေအများကြီးပြစ်ထားကြအစိုးရဟိုအိန္ဒိယရဲ့ထိုင်းရဲ့ဘာသုံးနိုင်ငံကိုသွားပြီးညှိလိုက်တယ်ညက်တော့ဟိုကပုံမှန်ဈေးတိုင်းပြန်ပေးတယ်ပုံမှန်ဈေးတိုင်းမရှုံးဘူးမရှုံးတဲ့အချိန်ကျမှတရုတ်ကသူလည်းဒီဈေးတိုင်းပေးပါမယ်ဆိုဖြစ်လာအဲ့လိုတောက်ချင်ဟိုကမကောင်းတာပါစစ်တကောင်လေးလားနော်သူလည်းဒီဈေးတိုင်းဆိုလို့ရှိရင်အခုတရုတ်ကသူကစက်ကမအောင်သူတအားဟို supporting လုပ်ပေးမှာပဲလေလုပ်ပေးမယ်ဆိုတော့ကျွန်တော်တို့ Federal ဆိုရတက်လာတဲ့အချိန်ကျရင်ဒီကောင်ကျွန်တော်တို့တော်လေးအောင်မွားမှာတရုတ်ကလုံးဝမကြိုက်လုံးဝအဲ့ဒါတော့လူတိုင်းကြည့်တယ်လုံးဝမအောင်စီခြင်းအဲ့လိုပဲကျွန်တော်ကလည်းသူတို့မြေပုံကြည့်သလားကပ္ပမြေသူတို့နိုင်ငံပေါ့နော်အဲ့ဒါကြည့်ကပ္ပမြေပုံကနေကျွန်တော်လည်းပျောက်စေချင်တာမဖြစ်နိုင်ဘူးကိုမင်းလိုပဲပေါ့ကျွန်တော်ပဲပျောက်သွားမှာပါခုနဖိုဂျိုကြီးကွမ်မောကလည်းဥပမာပေးလိုက်တယ်ဒီကောင်တွေလည်းခံခဲ့ဘူးတာပဲတရုတ်ဆိုတဲ့ကောင်တွေလည်းနောက်ဆုံးကျတော့ဘယ်သူနိုင်လဲဆိုတဲ့ဟာဥပမာလေးပေးတယ်ငြိမ်တော့အဲ့လိုခုနကိုချင်းပြောလို့တဲ့ပြငါတို့နိုင်ငံကိစ္စငါတို့တိုင်းရင်းသားကိစ္စမင်းတို့မပိုင်ရပြီအဲ့ဆိုတော့သူနဲ့ကျွန်တော်နဲ့စကားများပြီလေဖြစ်ချက်ဖို့အခုကတော့ပညာရှိသလားဆိုတော့ပြောလိုက်တော့အောင်တော်ခံလုံးဝအောင်တော်ခံတော်အောင်တော်ဖြစ်သွားမှာအဲ့နဲ့ပတ်သက်ပြီးနောက်ထပ်တစ်ခုပေါ့နော်ဒါတွေ့ရတာလေနောက်တစ်ခုကဒါမင်းအောင်လိုက်နော်ဒါဟိုယာတုပေါင်းစုံယူထားတော့ကာကွယ်ရေးဦးစီးချုပ်နော်ယာတုပေါင်းစုံယူထားတော့ကာကွယ်ရေးဦးစီးချုပ်ကငိုတန်ပိုင်းနဲ့စကားပြောတယ်ဒါဒီကုလသမဂ္ဂနဲ့လောက်ခံအဖွဲ့တွေကဒီမြန်မာစစ်တပ်ကိုအသိမှတ်မပြုဘူးတဲ့ဒါမြန်မာစစ်တပ်ပေါ့နော်မြန်မာစစ်တပ်ကိုအသိမှတ်မပြုဘဲနဲ့ဒါအမြဲတမ်းကိုယ်စားလှယ်မြန်မာစစ်တပ်သူတို့ကတော့ရေးတာတော့မြန်မာစစ်တပ်လို့ရေးတယ်ပေါ့ဘူကြီးကဒါဘူကြီးပြောတဲ့အချိန်ကျရှိမှအကြမ်းဖက်ထဲလိုက်မတရားအကြမ်းဖက်အာဏာသိဒီစစ်တပ်ကိုအသိမှတ်မပြုဘဲနဲ့အမြဲတမ်းကိုယ်စားလှယ်ပြခန့်ထားတယ်ဒါကျွန်တော်တာမကြီးဦးကျော်မိုးထွန်းနော်ဦးကျော်မိုးထွန်းဟိုဒါသူကမြန်မာစစ်တပ်ကဘယ်လိုပြောထားလဲဆိုတော့တစ်ဆက်ဖောက်နော်မဖေရပြောင်းတယ်သူတစ်ဆက်ဖောက်သွားလို့ဒီအထွေထွေနိုင်ငံရေးစင်မြင့်စကားဝိုင်းမှာဟိုအခွင့်အရေးတွေကိုတင်ပြခွင့်မရပဲအခွင့်အရေးတွေဆုံးရှုံးနေရတယ်ဟောဒီကောင်ကဖြစ်ချင်တာ ICJ ကိုသွားတယ်နော်ကျွန်တော်ခုနေ့ကပြောကြတယ် ICJ ဆိုတော့ကျွန်တော်တနိုင်ငံလုံးတရားဆွဲခံနော်ဒီမစဲတော့ပါဘူးဒီကောင်မကောင်းလို့နော်ကျွန်တော်တို့ကဟုတ်ပါဟိုဘယ်လိုပြောမလဲကိုကုံနဲ့ကိုနေတဲ့နိုင်ငံကအပြောဆိုခံရတာဟုတ်တယ်နော်ဟို ICC ဆိုရင်တော့ဒီကောင်တွေညှိပြီပေါ့ဒီကောင်တွေကို1 by 1ဟိုဖမ်းပါ1 တရားဆွဲပေါ့ဒီကောင်တွေ ICJ ကိုသွားတဲ့အချိန်ကျရင်လည်းအခွင့်အရေးတွေကတောင်းဆိုခွင့်မရှိရနော်ကုလဆင်းရဲမှာလည်းသူတို့မှန်ပါတယ်ဆိုပြီး40ပြီးပြောတယ်ပြောခွင့်မရအောင်ဆိုပြီးအမှလက်တူကိုင်တာမိမဘာမှပြောပါနော်မပြောပါဘူးမပြောပါရကင်ထားခြင်းတည်းရရပါဆိုတော့
အမှဥကျော်မိုးထွန်းကိုသူကသူတို့ဘက်ကနေဟိုပြောတာဗောနော်သစ္စာဖောက်တယ်ဗော သက်ဆက်ပါ ဆိုတော့သူတို့ကသစ္စာတရားဆိုတဲ့သဘောနားလေလို့လား ဟာ ဒီစောက်ပုက ဟာဟာ သူ့ဘောင်းပါတွေရောသစ္စာတရားဘာဆိုတာနားလေလား ဟုတ် သိမလား ဟုတ် ဟိုဒါဖះဟောတဲ့သစ္စာတရားသွားထားလိုက်ဟိုထားလိုက်ပေါ့နော်ဟိုသစ္စာ၄ပါးလို့ဆိုရင်ကျွန်တော်လည်းမသိပါဆိုတော့ဒီကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့သုံးတဲ့သစ္စာဆိုတာက